Hello မင်္ဂလာပါဒီနေ့ကတော့ Gloria လေးရဲ့အကြောင်းမှာ Valentine Day Party ရှိတယ်ဆိုတော့ဒီမှာသူ့ရဲ့ပစ္စည်းလေးတွေကိုဘူးထဲမှာထည့်သွားတာပဲဖြစ်ပါတယ်အခုကတော့သူကမနေ့အစောကြီး9နာရီမှာကြောင်းသွားပါပြီအခုကအဲ့နာတို့ကတော့တာမီ2ယောက်ကဒီနေ့လဲ7နာရီမှာပေါ့နော်ဒီ Gloria လေးရဲ့ party ကိုသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့အဲ့နာတို့တာမီ2ယောက်ပြင်ဆင်နေတာပါဒီနေ့ကတော့ချစ်သူများနေ့ပါတီပွဲလုပ်တယ်ဆိုတော့ဝီလေးကိုအနီရောင်လေးနဲ့ပန်းရောင်လေးနဲ့ဝတ်ပေးထားတာပဲဖြစ်ပါတယ်ဒီမှာဆိုတော့သူကဖက်နဲ့တစီးတယ်သူဟာသူတကားတွေဖွင့်ပေးတယ်သူကတော့အရန်သူအားသူကိုချင်တဲ့စိတ်ရှိတယ်ငယ်တာပေါ့နော်ဒီတယောက်ကတော့ပေါ့နော်ဆိုတော့အရင်တော့ဆိုလို့ရှိရင်တော့အန်နာတို့ကမြန်မာပြည်မှာဆိုရင်Valentine Day နေ့ဆိုတာကသမီးကြီးစားတွေလင်မယားတွေအတွက်ပဲလို့ထင်ခဲ့တာပေါ့နော်ဒါပေမဲ့မဟုတ်ပေါ့နော်တကယ်တော့ Valentine Day နေ့ဆိုတာကိုတကယ်ချစ်ရတဲ့သူတန်ဖိုးထားရတဲ့လူကိုယ့်ရဲ့အမေအဖေကိုယ့်ရဲ့သားသမီးတွေပေါ့နော်အဲ့လိုမျိုးတွေကိုယ့်ရဲ့မောင်နှမတွေကိုချစ်တဲ့အနေနဲ့ပေးတဲ့အဲ့လိုမျိုး chocolate ကျွေးတာပေါ့နော်အဲ့လိုမျိုးလေးလုပ်ပေးတာပဲရှိပါတယ်ဒီမှာဆိုလို့ရှိရင်တို့ဒီမှာတကယ်တွေကနေပြီးမှ chocolate တွေယူသွားပြီးတော့မှသူတို့ရဲ့ဆရာမကိုပေးတယ်ဆရာမကလည်းသူတို့ရဲ့ចောင်းသားလေးတွေကို chocolate လေးတွေတယောက်တစ်ခုစီပေးတယ်ပေါ့နော်အခုကတော့အန်နာတို့ဒီမှာရောက်ပါပြီဒီမှာတော့ကလေးတွေအတွက်ပေါ့နော်ဓာတ်ပုံရိုက်ဖို့နေရာလေးကိုလည်းသူတို့လုပ်ပေးထားပါတယ်အန်နာလည်းသူတို့ညီမ2ယောက်ကိုဓာတ်ပုံလေးတွေနဲ့ဗိုက်ရှိုက်ပေးပါတယ်ပြီးသွားရင်တော့ဒီဖက်မှာမြင်ရတဲ့ဒီလိုဘူးတွေဆိုလို့ရှင်ပေါ့နော်အဲ့ဒါကចောင်းသား24ယောက်ရဲ့တယောက်တဘူးစီထည့်ထားတဲ့ဟာပေါ့နော်ဆိုတော့အမှចောင်းသားတွေယူလာတဲ့ကိုယ့်ရဲ့ယူလာတဲ့ချိုချင်တွေကိုအဲ့ဘူးလေးထဲမှာတစ်ခုစီအဲ့လိုမျိုးထည့်ပေးသွားရပါတယ်ဘာလို့လဲဆိုတာသူတို့ဘသူထည့်ပေးတာလဲဆိုတာသူတို့မသိဘူးဒါပေမဲ့အကုန်လုံးကအဲ့လိုမျိုးလေးထည့်ပေးတာပေါ့နော်ဆရာမလည်းထည့်ပေးတယ်အခုကတော့သူတို့ဒီမှာ game ကစားနေတာပဲဖြစ်ပါတယ် game ကစားတာကတော့သူကစပွဲ၄ပွဲရှိတယ်ဒီမှာဆိုရင်တော့ game တစ်မျိုးဖြစ်မယ်ပြီးနောက်ထပ်3နေရာမှာလည်း game တစ်မျိုးပေါ့နော်ဆိုတော့သူတို့က game လေးတွေကိုတစ်ခုပြီးပါအဲ့လိုမျိုးလေးစော့သွားမှာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုလေသူတို့ဆရာမတွေကလေလုံးဝကိုဘယ်လိုပြောမလဲတိချာလေးကိုပြင်ဆင်ထားပေးတယ်ပေါ့နော်ကလေးတွေအတွက်သူတို့ဆော့တဲ့ game တွေထဲမှာလည်းဒီ Valentine Day နေ့ဆိုပေမဲ့သူတို့စာတင်တဲ့ဒီတင်ချာတွေပါတယ် science တွေပါတယ်အဲ့လိုမျိုးပုံစံလေးတွေနဲ့သူတို့လှုပ်ပေးတာပဲဖြစ်ပါတယ်အခုကတော့ဒီမှာကလေးတွေကိုသူတို့က ice cream ကျွေးပါပါဒီချိန်ကတော့စားကြ ice cream လေးတွေဆိုလို့ရှင်လည်းဒီမှာအပေါ်မှာ ice cream ပေါ်မှာထည့်တဲ့ဒီအယောင်လေးတွေဘယ်လိုပြောမလဲတကြားလုံးတွေဘာမှမဟုတ်လဲ chocolate လေးတွေလည်းသူတို့အစုံလေးလုပ်ပေးထားပါတယ်အဲ့ဒါမှကိုကြိုက်တာလေးတွေကိုယူပြီးတော့မှထည့်ရမှာပဲဖြစ်ပါတယ်အကုန်ကြိုက်ရင်လည်းအကုန်ယူလို့ရတယ်ပေါ့နော်ဒါပြီးရင်တော့အဲ့နာတို့လည်းပြန်ဖို့ပဲရှိပါတော့တယ်မပြန်ခင်မှာတော့ Gloria တို့ကထမင်းစားဆောင်ကိုတွားနေပါတယ်သူတို့နေ့လည်စာထမင်းစားဖို့တော့ပေါ့နော်ဆိုအဲ့နာတို့ကတော့အိမ်ကိုပြန်ပါမယ်ကဲဗီဒီယိုလေးကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပါမယ်ကြည့်ပေးတဲ့သူအားလုံးကျေးဇူးတင်ပါတယ်ဟယ်လိုမင်္ဂလာပါရှင်ဒီနေ့ကတော့အန်နာရမီသားစုလေးဒီလိုအပျော်လေးပေါ့နော်Valentine Day နေ့ကိုကျင်းပပေးသွားမှာပဲဖြစ်ပါတယ် Valentine Day နေ့ကစနေနေ့ကြရဲဆိုတော့အန်နာတို့ကအဆင်မပြေဘူးအမျိုးသားလည်းလှုပ်သွားတယ်စနေနေ့မှာဆိုလို့ရှိရင်လည်းကလေးတွေရဲ့ music class တွေရှိတယ်အဲ့လိုမျိုးဖျားကြောင်းသွားရတယ်လည်းရှိတဲ့ခါကျတော့အန်နာတို့လည်းမလှုပ်ဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကလေးတွေကလည်းဒီလှုပ်ဖို့အတွက်ကိုဒီလိုမျိုး decoration လေးတွေဒီစားဖို့တောက်ဖို့အတွက်ပေါ့နော်စပွဲခင်းတို့ဒီခွက်ကလေးတွေဝယ်ထားရဲဆိုတော့သူတို့ကလည်းလှုပ်ချင်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်လည်းညဖက်ပေါ့နော်အားလုံးပြီးလို့ပြန်လာတဲ့ခါကျမှပဲ10နိုင်လောက်ကျမှပဲဒီ popcorn နဲ့ ice cream ပဲစားရအောင်ဆိုပြီးမှအန်နာတို့အဲ့လိုမျိုးပြောတော့သူတို့ကသဘောတူကြတယ်အားနဲ့အန်နာတို့ကလည်းဘွဲခင်းကြီးကိုစပွဲကြီးမှာမခင်းတော့ဘဲနဲ့ဒီစပွဲသေးလေးနဲ့နေရာမှာအဲ့လိုအလှကတ်လိုက်တာပေါ့နော်သူတို့ရဲ့အန်နာကတော့ကလေးတွေစိတ်တန်းကြပဲသူတို့လှုပ်ချင်သူတို့လှုပ်ခိုင်းလိုက်ပါတယ်သူတို့ကတော့အဓိကကတော့သူတို့အဖေကိုလှုပ်ပေးချင်တာပေါ့နော်မနေ့ကသူတို့တွေကတော့ကျောင်းမှာလည်းလှုပ်တယ်ကျမကလည်းသူတို့ကျောင်းတွေကိုလိုက်ပေးတယ်ဆိုတော့သူတို့ကအထူးသဖြင့်သူတို့အဖေကိုသူတို့ကလှုပ်ပေးချင်တယ်ဆိုပြီးမှလှုပ်ပေးတာလည်းပါပါတယ်အခုကတော့သူတို့ဒီမှာခြားစာရှိတာလေးတွေပကံလေးတွေဇွန်းလေးတွေခွက်ကလေးတွေကိုစီးနေတာပါအငယ်မလေးကတော့သူကပို့ပြီးတော့မှစိတ်လှုပ်ရှားတယ်သူ့အဖေအတွက်လှုပ်ပေးတယ်ဆိုပြီးမှသူကအရန်ကိုပျော်နေတာပေါ့ကွယ်ပီတီတွေဖြာပြီးတော့ဒီမှာပန်းအိုးတွေလည်းသူကိုယ်တိုင်ချပစ္စည်းတွေလည်းသူကိုယ်တိုင်ပဲစီဒီမှာ ice cream တွေလည်းသူဟာသူချတာပေါ့နော်အခုကတော့သူ့ဖေလာတော့ဒီမှာလက်ဆွဲပြီးမှပြနေတာဒါအဖေအတွက်လှုပ်ထားတာတဲ့ဒီမှာသူ့အဖေကိုမလေးဒီမှာကတ်တွေလဲပေါ့နော် I love you တွေပါရေပေါ့ကွယ်အဲ့လိုကတ်ကလေးကိုသူ့အဖေကိုပြနေတကယ်တော့အဲ့နာမျိုးသားကိုပေးဖို့ဝယ်ထားတာဒါပေမဲ့သူတို့အဖေကိုပေးလိုက်ပါတယ်အခုကတော့ညမိုးချုပ်လာပြီဆိုတော့ဒီမှာ popcorn လည်းလုပ်တယ်ပေါ့နော်အခုကတော့ဒီမှာသူ့အဖေကသူ့သမီးတွေရဲ့အရန်ကြိုက်တဲ့ chocolateဟိုဟာလေးတွေဝယ်လာပြီးတော့မှသမီးလေး4ယောက်ကိုတယောက်တစ်ခုပေးနေတာပဲဖြစ်ပါတယ်သူတို့ကတော့သူတို့ကြိုက်တဲ့ဒစိတ်ပေါ့နော်အဲ့ဒါလေးတွေရလို့အရန်အောင်ပြောနေပါတယ်
ထိုတစ်ပြက်ကတော့လည်းအန်နာကတော့လေအမျိုးသားကိုပေါ့နော်သမီးလေးတွေအပေါ်မှာအဲ့လိုမျိုးလေးတွေများများလေးလောက်ခိုင်းတယ်ဒါမှသူတို့ကအဖေတွေရဲ့မြစ်တာအပြည့်အဝရထားတဲ့ခါကြလို့ရှိရင်သူတို့တွေ့ခဲ့တဲ့အသက်ကြီးလာတဲ့ခါမှာသူတို့တွေ့တဲ့ယောက်ျားတွေကသူတို့အဖေလောက်ပေါ့နော်သူတို့ကိုယူဆိုင်နိုင်မလားသူတို့အဖေလောက်သူတို့ကိုချစ်နိုင်မလားဆိုတော့အဲ့စိတ်ကလေးကိုနည်းနည်းလေးဝင်ခိုင်းစေချင်တာပေါ့နော်အခုကတော့ Gloria လေးက game ကိုဦးဆောင်ပြီးတော့မှ Anna ကိုစော့ခိုင်းပါတယ်။ဘာ game လဲဆိုတော့ chocolate တွေကိုသူကအိမ်ထဲမှာပေါ့နော်ဖွက်ထားတယ်။ဆိုတော့ Anna ကအဲ့ chocolate ကိုတွေ့အောင်ရှားမှာပဲဖြစ်ပါတယ်။ကဲလိုက်ရှာရအောင်နော် She found one. ။ရှိပါဝါ Okay. But it has color on it. Mom? She found it. She found it. တူကြီးပဲတွေ့နေတယ် Yeah, it's Wait, where is it? Bounce it, bounce. No. and it comes with a box. Found one. Ah. ကဲ။ပြန်ငါတော့ဘာမှမတွေ့ဘူးပေါ့။အင်္ဂါ Toy kitty. Wait. She found it. Okay. Wait. Whoa, it's a heart. Couch. Wait, cows? How do you even hide it? Where? I literally checked her out. I did not find it. Where is it? Behind or like in? You passed it. Okay, I think that's it. အခုကတော့ gain လဲဆော့ပြီးသွားပြီဆိုတော့မောသွားကြပါပြီ။အဲ့နာကတော့တစ်ခုပဲရပါတယ်။အဲ့နာမျိုးသားကတော့နှစ်ခုရတာပေါ့နော်။ပြီးတော့သမီးကြီးလည်းတစ်ခုပဲရပါတယ်။သူ့အမကတော့နှစ်ခုရတယ်။သူတို့ကတော့ရှာတာအရန်တော်တယ်မြန်တယ်။ဆိုတော့အဲ့နာကတော့ရှာတဲ့အရန်ညံ့တာပေါ့နော်။ဒီမှာတော့အခု ice cream စားပါမယ်။ ice cream မှာတော့အပေါ်မှာသူတို့ထည့်ချင်တဲ့အယောင်ဆုံးလေးအမှုတ်လေးတွေကိုလည်းသူတို့ထည့်ပြီးမှစားပါတယ်။ဆိုတော့ဒီမှာအဲ့နာနဲ့တူတူစားကြပါအောင်ရှင်။ Ooh, coming up. Oh wow. Right. It's a colorful. စားလို့လည်းပြီးပြီဆိုတော့ Anna ရော popcorn လေးတွေကင်ပြီးတော့မှအခုရုပ်ရှင်ကြည့်နေတာပဲဖြစ်ပါတယ်ဆိုတော့ Anna ရဲ့ဗီဒီယိုလေးကိုဒီညမှာပဲအဆုံးသတ်လိုက်ပါမယ်ရှင်ကြည့်ပြီးတဲ့သူအားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ Happy Valentine Day ပါ